အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာတော်ကြီးသုံးပါးမိန့်ကြားခဲ့တဲ့မြန်မာပြည်မှာဗုဒ္ဓရာဇာမေပေါ်ထွက်လာမယ့်အကြောင်းနဲ့အနွေထာမင်းကြီးရဲ့ဗုဒ္ဓရာဇာမေပေါ်ထွက်လာမယ့်အိမ်မက်အကြောင်းတို့ကိုမျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးပြောပြပေးချင်တာကတော့စွန်လွန်ဆရာတော်ကိုဝင်ကြီးချုပ်ဦးနုမေးလျှောက်ခဲ့တဲ့မင်းလေးပါးဆုံးရွှေတကွန်ကိန်းကြမိတ်ဆိုတဲ့တပေါင်းရဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်စွန်လွန်ဆရာတော်ကရဟန္တာလို့ကြော်ကြားသလိုဝင်ကြီးချုပ်အောင်ဦးနုရဲ့ကိုယ်ွယ်ကြီးညိုသောဆရာတော်တစ်ပါးလေးဖြစ်ပါတယ်။ရဟန္တာဆိုတဲ့ပုဂ္ဂိုလ်တို့ကရှေ့ဖြစ်လာမယ့်အရာတွေကိုသိမြင်နိုင်စွမ်းရှိတယ်လို့ပညာဉာဏ်တကူတွေလည်းပြည့်စုံပြီးတော့ဟုတ်တိုင်းမှန်ရတာပဲမိတ်တတ်ပါတယ်။1948ကနေ1962ခုနှစ်အထိဝင်ကြီးချုပ်ဖြစ်ခဲ့တဲ့ဦးနုကထိုအချိန်ကကြော်ကြားနေတဲ့မင်းလေးပါးဆုံးရွှေတကွန်ကိန်းကြမိတ်တစ်ပောင်ကိုဆရာတော်ထံကိုမေးလျှောက်လေပါတယ်။ဦးနုမေကအရှင်မြတ်ဗျာဒီတစ်ပောင်ဟာမြန်မာပြည်မှာမင်းလေးပါပေါ်မှာလားဒါမှမဟုတ်အာနာလူဝဲဖြစ်မှာလားဒါမှမဟုတ်တခြားတိုင်းပြည်ကမင်းလေးပါလာဆုံးမှာလားဖေဟာလို့မေးတော့ဆရာတော်ကတကားတော်ကြီးထင်တယ်လို့မဟုတ်ပါဘူးမစိုးရိမ်ပါနဲ့ဒီတစ်ပောင်ဟာစမ်းကျင်နေပါလေဒီတစ်ပောင်ရဲ့ရှေ့ဆက်ဖြစ်လာမယ့်အရာကသာသနာနှစ်2600နာနီခရစ်နှစ်2050လောက်မှာသာသနာပြုမင်းတမရပေါ်လိမ့်မယ်အဲ့ဒီမိခင်မှာကြောက်တံပရက်များရွှေငွေနဝရက်ကိုးတွေတို့ကအင်မတန်မှကိုထွက်ရှိပေါ်ကျွလာမယ်။အဲ့ဒီနဝရက်ကိုးတွေအဖိုးတန်ရှေသနာတွေနဲ့သာသနာပြုမင်းကရွှေတကုံဘုရားကိုအကြီးအကျယ်ထီတော်တင်လိမ့်မယ်။ရွှေသားအတီးနဲ့ရွှေသင်္ကန်းကတ်လိမ့်မယ်။ပြုတ်ပြင်မွမ်းမံလိမ့်မယ်။ထီတော်တင်ချိန်မှာရဟန်းများစွာပိတ်ပိတ်ပြီးတော့တင်လိမ့်မယ်။ထို့ထဲမှာသာသနာပြုမင်းကိုးကွယ်တဲ့ရဟန်းနာဆရာတော်တစ်ပါးလေးပါဝင်မယ်။ထီတော်တင်ချိန်မှာသာသနာပြုမင်းရဲ့ဘုံငံကြောင့်တော်၎င်းရဟန္တာဆရာတော်ကိုကြည်ညိုကြသောကြောင့်၎င်းလေးစုတက်ဆုံရွှေတကုံဘုရားရဲ့တကိုးတော်ကြောင့်တရားမင်းနဂါမင်းဘလူးမင်းတို့ကရွှေတကုံဘုရားအထက်ကောင်းကင်ကနေလူမမြင်အပ်စီပင်နဲ့လာရဖူးမြော်ကြမိလူမင်းဖုံးကြည့်သောနမင်းမနေတာဆိုသလိုပေါ့ရွှေတကုံရှင်မြင်နဲ့မြေပြင်မှာတော့သာသနာပြုမင်းနဲ့ရဟန်းရှင်လူတို့ပြည့်နေကြမိဝိဆာပုဂ္ဂိုလ်တွေကလည်းအစုံအညီကြွလာကြလိမ့်မယ်အဲ့ဒီနေ့ကမကြုံစဘူးထုခဲ့တဲ့နေတူးနေမြတ်ဖြစ်လိမ့်မယ်။ရွှေတကုံဘုရားမှာတရားမင်းနဂါမင်းဘလူးမင်းဘုံငံကြီးတဲ့သာသနာပြုမင်းမင်းလေးပါစုံလိမ့်မယ်။အဲ့ဒီနေ့မှာပူပြင်းလာတဲ့ရန်ကုန်မြို့တော်မပူဘဲနဲ့နေသားလိမ့်မယ်။ကြီးတော်တင်ပြီးတဲ့အခါဇီတော်ကနေရောင်ကြီးတော်ကိုမြုံလိမ့်မယ်။ကြီးတော်တင်ပြီးလို့နောက်နေ့မှာ9ရက်ဆက်တိုက်မိုးကြီးရွာလိမ့်မယ်။ထီတော်တင်ပြီးတပတ်ကြာမှာစင်ပြူတော်9စီထွက်ပေါ်လာမယ်။သာသနာတော်ကြီးကအရန်ကိုထွန်းကားလိမ့်မယ်။ကဘာရက်ရက်ကလူတွေကတရားကိုလာလေးလာကြလိမ့်မယ်။အားထုတ်ကြလိမ့်မယ်။သာသနာပြုမင်းရဲ့ကြီးမားသောဘုံကံကြီးမားသောဉာဏ်မျှော်မြင်ထက်မြက်သောရှေးချင်းတို့ကြောင့်မြမပြည်ကြီးကအရန်တိုးတက်ချမ်းသာလိမ့်မယ်။ကဘာမှာသာသနာပြန့်ပွားပြီးမြမပြည်ကသာသနာထီးဆောင်တဲ့နိုင်ငံဖြစ်လိမ့်မယ်ဆိုပြီးတော့ဝင်ကြီးချုပ်ဦးနုကိုဆရာတော်ကမိန့်ကြားဖြေကြားပါတယ်။ဒုတိယအနေနဲ့သင်းကိုဆရာတော်ကြီးမိန့်ကြားခဲ့တဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်။သင်းကိုဆရာတော်ကိုလူတို့သာမကနဂါမင်းတွေကပါကြည်ညိုကြပါတယ်။ဒါကြောင့်ဆရာတော်အတွက်ပလင်ပြုလုပ်ဖို့ဆိုပြီးအထူးကောင်းမွန်လာတဲ့တိက္ကနက်ပင်နေနဲ့နဂါပလင်ပြုလုပ်ဖို့လူတို့ကိုအိမ်မက်ပေးကနေရပြပါတယ်။ဆရာတော်အတွက်ပလင်ပြုလုပ်ပြီးလို့တရားဟောတဲ့အခါနဂါတွေကလည်းလာရောက်ပြီးတော့နာကြားလိပါတယ်။1983ခုနှစ်ဆရာတော်ခန္ဓာဝန်ချသွားတဲ့အခါနဂါပလင်လည်းထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်။ထိုနဂါပလင်ကဆရာတော်ကိုကြည်ညိုသောနဂါမင်းတွေကမိုးကြီးလေကြီးချစေကလူသူမရှိသောအချိန်ပြေဆောင်သွားပါတယ်။ဆရာတော်ရဲ့တပည့်ဒါယကာတွေကအပူတပြင်းလိုက်ရှာကြပေမဲ့မတွေ့ရတော့ပါဘူး။တင်းကိုဆရာတော်ရှိစဉ်ကဆရာတော်နဂါမလင်ထံမှာတရားဟောနေစဉ်တရှိရှိနဲ့မွေတန်ကြားရတဲ့အတွက်ကြောင့်တစ်တော်ဝန်ကနောက်နေ့မနက်မှာမေးလျှောက်လေသဖြင့်မိန့်ကြားလေပါတယ်။တကားကြီးမနေ့ညကနဂါတွေလည်းလူမမြင်အပ်သောနေရာမှာတရားလာနာလို့ကြားရခြင်းဖြစ်တယ်။အဲ့နောက်ဆရာတော်ကနဂါမင်းရဲ့တရားကြောင့်နဂါမလင်ဖြစ်လာတဲ့အကြောင်းနည်းနဲ့ဆရာတော်ကြီးမရှိတော့တဲ့အချိန်မှာသူ့ရဲ့ပလင်ကိုနဂါတွေကပေးဆောင်သွားမယ့်အကြောင်းကိုလည်းမိန့်ကြားခဲ့ပါတယ်။ဒါအပြင်ဆရာတော်ရဲ့ပလင်ကနောက်တစ်ခေါက်ပြန်ပေါ်လာအောင်မယ့်အကြောင်းနဲ့အဲ့ဒီတစ်ခေါက်ပြန်ပေါ်ပြီးတော့အပီးတိုင်ပျောက်သွားမယ့်အကြောင်းကိုဆရာတော်ကခန္ဓာဝင်ချဖို့တလားလိုမှတစ်တော်ဝန်ကိုမိန့်ကြားခဲ့ပါတယ်။ဤအကြောင်းကိုတစ်တော်ဝန်ကမဟာဝိဇ္ဇာကျမ်းမှာထည့်သွင်းပြုစုခဲ့ပါတယ်။တစ်တော်ဝန်လည်း1995မှာကွယ်လွန်ခဲ့ပါတယ်။ရဟန္တာပုဂ္ဂိုလ်တို့ရဲ့မိန့်ကြားတဲ့အရာတိုင်းကမလွဲဧကန်သာရှိပါတယ်။တင်းကိုဆရာတော်ကသူ့ရဲ့နဂါပလင်တပံပြန်လဲထွက်ပေါ်လာမယ့်အချိန်ကို
တစ်တော်မခွန်ဤကဲ့သို့မိန့်ကြားခဲ့ပါသည်သာသနာနှင့်2600ပြည့်ကနေရင်မြန်မာပြည်မှာသာသနာပြုမင်းပေါ်လိမ့်မည်အဲ့ဒီမင်းနဲ့အတူအလွန်ပုံကြီးတဲ့ရဟန္တာဆရာတော်တစ်ပါးလေးပေါ်လာမယ်အဲ့ဒီမင်းကမှာဗုဒ္ဓသာသနာကအရန်ထွန်းကားသလိုအဲ့ဒီဆရာတော်ကလည်းလူနဲ့နဂါတို့ကအလွန်ကြည်ညိုကြမယ်နဂါတွေကလည်းကြည်ညိုလွန်အားကြီးလို့ဆရာတော်ရဲ့နဂါပလင်ကိုပြန်မှုစော်ကြလိမ့်မယ်ပူဇော်မဲ့အချိန်မှာမိုးကြီးလေကြီးချပြီးအဲ့ဒီဆရာတော်ကျောင်းရှိမှာအသက်ရှောင်နေမယ်သာသနာပြုမင်းရဲ့ဘုံကံဆရာတော်ရဲ့ဘုံကံကြောင့်နတ်တွေနဂါတွေဝိဇ္ဇာလောကကပုဂ္ဂိုလ်တွေပါမြတ်ဗုဒ္ဓရဲ့သာသနာတော်အတွက်အစွမ်းကုန်ဝိုင်းမကြလိမ့်မယ်သာသနာပွဲဝင်ရောက်နှွှဲကြလိမ့်မယ်သာသနာပြုမင်းအတွက်ရိုးမတစ်တော်တွေကထုံကဲ့သို့ဖြိုးစင်သောစင်ပြူတော်ခုနှစ်စီးပေါ်ထွက်လာမယ်ထိုမင်းခေတ်မှာပညာတတ်တွေလူတော်တွေလူစွမ်းကောင်းတွေကြောက်တံပရံများတွေအများကြီးထွက်လာမယ်သာသနာပြုမင်းကွယ်လွန်သောပြည်သူများကစင်ပြူခုနှစ်စီးနဲ့တင်ဆောင်ကတကြိုကြလိမ့်မယ်သာသနာပြုမင်းကွယ်လွန်ပြီးနောက်တစ်နှစ်မှာရဟန္တာဆရာတော်လည်းနဂါပလင်ထံမှာပြိဋိဘံပြုလိမ့်မယ်ထိုအချိန်မှာမိုးကြီးလေကြီးချကနဂါတွေကနဂါပလင်ကိုအပီးတိုင်ပြန်ပြီးတော့ပိတ်ဆောင်သွားကြလိမ့်မယ်ပြန်ပေါ်မလာတော့ပါဘူးဒါပေမဲ့ဗုဒ္ဓသာသနာကဆက်လက်ထွန်းကားနေမှာဖြစ်ပြီးတော့သာသနာပြုမင်းရဲ့သားတော်တစ်ပါးကအဖေရဲ့တာဝန်ကိုဆက်လက်ထမ်းဆောင်လိမ့်မယ်တတိယတစ်ခုကတော့ဗုဒ္ဓရာဇာမင်းလောင်းနဲ့တစ်ကြိမ်ဆုံတွေ့ခဲ့မှုတဲ့အကြောင်းကိုမိုင်းဖုံးဆရာတော်ကြီးပြန်လည်မိန့်ကြားခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ကောဇတက္ကရာ1382ခုနှစ်ဝါဆိုလာပြည်နေ့မှာကျိုင်းတုံမြို့နယ်မိုင်းဖုံးရွာမိုင်းချက်ကူမှာတရားကျင့်နေတဲ့မိုင်းဖုံးဆရာတော်ကဝါဆိုလာပြည်နေ့မနက်မှာသူ့ရဲ့တကားတွေကိုထူးခြားတဲ့အကြောင်းအရာတစ်ခုမိန့်ကြားလာပါတယ်တကားတို့ဒီနေ့ဝါဆိုလာဟာသာသနာပြုမင်းလောင်ရဲ့မွေးလဖြစ်ပါတယ်တကားတို့ဆရာတော်ဟာအဲ့ဒီမင်းလောင်နဲ့တကားဆုံခဲ့ပူပါတယ်ဆရာတော်ဟာအင်းလေးဒေသဖောင်တော်ဘုရားကိုတွားရောက်ဖူးမြော်စဉ်ဆုံခဲ့ပူပါတယ်ဆရာတော်ကဘုရားဖူးပြီးစုံပုံးနေတော့မှဆရာတော်ကိုတကားတယောက်ကမုံလာကပ်ပါတယ်ဒါနဲ့ဆရာတော်ကမုံလာကပ်တဲ့တကားကိုကြည့်လိုက်တော့အရန်ကိုထူးခြားနေပါတယ်သူ့ရဲ့မျက်လုံးတွေကဆူရှတောက်ပါနေတယ်ဒါကြောင့်သူ့ရဲ့လက်နှစ်ပတ်ကိုလည်းဆရာတော်ကကြည့်လိုက်တဲ့အခါအရန်ကိုဖုံးငံကြီးတဲ့လက္ခဏာဖြစ်နေတယ်လက်ဝါးပြစ်ပေါ်မှာလည်းဇီရီပုံစံပါနေတယ်ဒါနဲ့ဆရာတော်လည်းသူ့ရဲ့ဇာနာကိုကြည့်လိုက်တော့နောက်တစ်ချိန်မှာသာသနာပြုမဲ့မင်းစာတာဖြစ်နေတယ်သူ့ရဲ့ဇာတိကိုမေးကြည့်လိုက်တော့ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်အောင်မန်းမြို့ကတဲ့တကားတို့ရဲ့ခုလက်ရှိမှာလည်းအဲ့ဒီဒေသတွေကအရန်အေးချမ်းတိုးတက်နေတဲ့ဒေသပဲဆရာတော်လေးဘေးမှာလုံခြုံရေးတွေများနေလို့အဲ့ဒီတကားကိုတာရုခေါ်ပြီးသူ့ရဲ့ဇာနာကိုယူထားပြီးတော့ပြန်လွှတ်လိုက်တယ်မပြန်လွှတ်ခင်ဆရာတော်ကအဲ့ဒီတကားကိုတိုးတိုးမေးလိုက်တယ်တကားကြီးမှာဘာရှိရွယ်ချက်ရှိလဲမေးတော့စင်ရဲနေတဲ့မြမပြည်ကိုတိုးတက်ချမ်းသာအောင်လုပ်ပေးဖို့အတွက်တမတာဖြစ်ခြင်းနဲ့မြတ်ဗုဒ္ဓရဲ့စစ်မှန်တဲ့တရားတွေကိုကမ္ဘာလူသားတွေထိတွေ့ကြရအောင်ကမ္ဘာအနှံ့အကြောင်းတွေစောက်ပြီးတော့သာသနာပြုရဟန်းတွေကိုဆင်လွတ်ခြင်းနဲ့လက်ရှိမှာသူကတေချာလေးလာစူးစမ်းနေပါတယ်တဲ့ဆရာတော်လည်းအင်းလေးကအပြန်မိုင်းဖုံးရွာလျှောက်တော့အဲ့ဒီတကားရဲ့ဇာနာကိုတေချာကြည့်ပြတယ်သူ့ရဲ့ဇာနာကိုကြည့်လိုက်တော့တာမန်လူတို့ထက်ပိုပြီးတော့ကြီးကျယ်မြင့်မြတ်တဲ့လူသားတစ်ယောက်ဖြစ်နေတယ်မြတ်စွာဘုရားကိုအလွန်မှကြည်ညိုပြီးဘာသာတရားနဲ့ကိုင်းဆိုင်နေသူဖြစ်တယ်သူဇာနာကမယနာဘွားဇာတာပရိသဖြစ်တယ်အသက်ရှင်မဲ့ဇာတာဖြစ်တယ်ယခုကောဇတက္ကရာ1382ခုနှစ်ကစပြီးနောင်နှစ်30ကျော်1412ခုနှစ်2050လောက်မှာတော့သူ့ရဲ့ဖုံးကန်ကအမြင့်ဆုံးဖြစ်ပြီးတော့မြန်မာပြည်ရဲ့သမ္မတဖြစ်လာလိမ့်မယ်။သူကမြန်မာပြည်ကို20ကျော်လောက်အုပ်ချုပ်လိမ့်မယ်။တကားတို့ကျမ်းမအောင်နေပြီးအဲ့ဒီသမ္မတခေတ်ကိုအမိနေပါ။အဲ့ဒီသမ္မတခေတ်မှာလူတွေမကြုံဘူးတဲ့တိုးတက်ချမ်းသာကြွယ်ဝမှုတွေကြုံရမယ်။ဗုဒ္ဓသာသနာကအဲ့ဒီသမ္မတလက်ထက်ကမ္ဘာမှာအရန်ကိုထွန်းကားပြန့်ပွားလာလိမ့်မယ်။အဲ့ဒီသမ္မတဟာသမ္မတတာဝန်ကအနားယူပေးရင်လေရန်ဝက်ကကဘာနှံ့ကိုပတ်ပြီးတော့တရားဟောလိမ့်မယ်။ရောက်တဲ့နိုင်ငံတိုင်းမှာစကံပြန်ကနေတဆင်ဟောကြားလိမ့်မယ်။ဒါကြောင့်ဗုဒ္ဓရာဇာလို့ခေါ်ထိုက်ပါတယ်တကားတို့ဆရာတော်ဟာအဲ့ဒီသမဏကိကိုမမီတော့ပေမဲ့2010နောက်ပိုင်းမွေးတဲ့ကလေးတွေကအရန်ကိုကံကောင်းကြလိမ့်မယ်လို့မိန့်ကြားတော်မူခဲ့ပါတယ်။နောက်ဆုံးပြပြပေးချင်တာကတော့အနွယ်ထာမင်းရဲ့ထူးဆန်းသောအိမ်မက်ကြီး3ခုနဲ့ပေါ်မဲ့သာသနာပြုမင်းလောက်အကြောင်းပဲဖြစ်ပါတယ်။တံပတိပတိုင်းပကံပြည့်ရှင်အနွယ်ထာမင်းကသူနဲ့ရွာမဆမ်းမီ9ရက်လူမှာထူးဆန်းသောအိမ်မက်ကြီး3ခုကိုမှတ်ပါတယ်။ပထမအိမ်မက်ကအနွယ်ထာမင်းရဲ့နန်းတော်အုတ်တိုင်းတို့ကပြိုကျကုန်ပြီးနောက်နန်းတော်ထဲမှာမီးတောက်တစ်ခုပေါ်လာပြီးထိုမီးတောက်တွေကရဲမဲ့တယောက်ကပြိုကျတဲ့အုတ်တိုင်းကိုပြန်ထောင်ပါတယ်။ဒုတိယအိမ်မက်က
အနော်တာမင်းရဲ့နန်းတော်သည်လည်းပြိုကျလေပါတယ်။အဲ့ဒီအခါနန်းတော်နောက်မှာရှိတဲ့မီးဖိုတွေကမီလီယံတွေကလူတစ်ယောက်ကနန်းတော်ကိုပြန်လည်တိဆောက်ပေးပါတယ်။တတိယအိမ်မက်ကအနော်တာမင်းကနန်းတော်ရှိကိုထွက်လာတဲ့အခါကောင်းကင်ယံမှာမြတ်စွာဘုရားတည်ရှိနေပြီးမြေကြီးပေါ်မှာနန်းတော်ပြင်တစ်ခုလုံးမီးဟုံးတောက်ကရေကြီးတို့ကလည်းမီးနဲ့ရောထွေးပြီးတော့နန်းတော်အပြင်ထိကိုပါရှန့်ကားထွက်ပါတယ်။အဲ့ဒီမီးအလျံရေအလျံတို့ကအနော်တာမင်းကိုမြှော့ပြီးတဲ့နောက်ထိုတဲကလူသားတစ်ပါးထွက်လာကမြတ်စွာဘုရားအရှင်ကိုဥထိုက်ရှိခိုးပါတယ်။နောက်နေ့မနက်မှာအနော်တာမင်းကပျောဟိတ်ပုံနာကိုသူ့ရဲ့အိမ်မက်၃ခုကိုမေးပါတယ်။ပျောဟိတ်လည်းအဲ့ဒီအိမ်မက်၃ခုကိုတေချာဆင်ခြင်ပြီးတွက်ဆကအနော်တာမင်းကိုတရုပ်တင်ပါတယ်။အရှင်မင်းကြီးပထမအိမ်မက်သည်နောင်သောကာလမှာပကံပြည်ကြီးပျက်စီးယိုယွင်းပြီးနောက်အရှင်မင်းကြီးတီထောင်စုစည်းထားတဲ့ပြည်ကတကွဲတပြားဖြစ်လိမ့်မည်။ထိုတကွဲတပြားဖြစ်သောပြည်ကိုအရှင်မင်းကဲ့သို့သောဘုံငံရှိသောမင်းတစ်ပါးကပြန်လည်စုစည်းတည်ထောင်လိမ့်မည်။ဒုတိယအိမ်မက်သည်ဤပြည်တော်သည်မငြိမ်ညွတ်မှုများစွာရှိလာပြီးအရှက်လီမျက်နှာကွဲနေတဲ့ဤပြည်တော်အားသူတလူငါတမင်းအုပ်ချုပ်လက်တံတို့ကမငြိမ်ညွတ်သောပြည်တော်ကိုပြန်လည်စုစည်းမဲ့ဒုတိယမင်းတစ်ပါးပေါ်ပေါက်လာမှာဖြစ်ပါတယ်။အရှင်မင်းကြီးတတိယအိမ်မက်တီကအလွန်ထူးမြတ်လေပါတယ်။ဤပြည်တော်သည်မပြုံမကွဲမပြတ်စီးသောကာလမှာအရှင်မင်းကြီးကဲ့သို့သောဘုံငံကြီးသောသာသနာပြုမင်းတစ်ပါးပေါ်လိမ့်ပါမယ်။မြတ်ဗုဒ္ဓအားကြီးညိုသောထုံမင်းကမြတ်ဗုဒ္ဓသာသနာကိုဤပြည်တော်သာမကပဲဇမုတုခင်ဖြတ်လိမ့်မည်အရှင်မင်းကြီးဖျား။သူကအနွယ်ထားမင်းကြီးလည်းကောင်းလီစွာပျောဟိတ်ကြီးငါကြီးညိုတော်မူသောမြတ်ဗုဒ္ဓ၏စစ်မှန်သောတရားတော်ကိုဇမုတုခင်အထိပါဖြတ်မဲ့မင်းတပါပေါ်တွန်းလာအောင်မှာကိုငါကိုယ်တော်မြတ်အတိုင်းမသိဝမ်းသာတော်မူတယ်။အနော်ဒါမင်းလည်းနှစ်သက်တော်မူတဲ့အတွက်ပျောဟိတ်ကိုရွှေတပြည်စစ်နှကောင်မြင်းရှိစေကိုချီးမြှင့်ကတထုံမြို့မှာရှိတဲ့အခောက်ခွန်တို့ကိုအပိုင်စားစေပါတယ်။နောက်နေ့မနက်မှာတော့အနော်ဒါမင်းကြီးကသူ့ရဲ့လေးသားဆောင်ကိုပျောဟိတ်ကိုဆင့်ခေါ်ကသာသနာပြုမင်းအကြောင်းကိုမေးပါတယ်။မနေ့ကနန်းဆောင်မှာမုံမဲ့စစ်တီဘိုးဘာတို့ရှိတဲ့အတွက်ရာဇအင်ဒရီဆောင်ကမမေးမြန်းပဲဒီနေ့မှသာလေးသားဆောင်မှမေးပါတယ်။ဟဲ့ပျောဟိတ်ကြီးသာသနာပြုမင်းကငါကိုယ်တော်မြတ်မရှိတဲ့နောက်ပိုင်းဘယ်ကိမှပုံမလဲကွဲလို့မေးတော့ပျောဟိတ်ကြီးကမှန်ပါရှင်မင်းကြီးဘုရားသာသနာ9000ရှိတာဝိမု ക്തി ယူတာခေ2ခေရှိပါတယ်သာသနာနဲ့2500မှာခေ9ခေရှိပြီးတစ်ခေမှာ2500ရှိပါတယ်မြတ်စွာဘုရားပွင့်ထွန်းသောကာလနဲ့နောက်ပိုင်းပထမဝိမု ക്തി ယူတာခေ2500ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်သာသနာ2500ကျော်ရင်တော့ဒုတိယဝိမု ക്തി ယူတာခေ2500ပြန်စားပါမယ်ဖေယောဒုတိယဝိမု ക്തി ယူတာခေမှာသာသနာပြုမင်းပေါ်ပါမယ်အရှင်မင်းကြီးအနော်ထာမင်းကြီးကဒါဆိုသာသနာပြုမင်းကမြတ်စွာဘုရားရဲ့သာသနာ2500နဲ့2600ကျော်ပေါ်မာလာပျောဟိတ်ကြီးရဲ့လို့မေးလို့တော့ပျောဟိတ်ကြီးကမှန်ပါဗျာနက္ခတ္တရာလမ်းကြောင်းအရအဝိဇ္ဇာကင်းစင်သောသာသနာနှင့်2600နာနီမှာပေါ်မှာပါဗျာထိုမင်းလက်မှာဤပြည်သည်တရားတစ်ပါးသောတိုင်းနိုင်ငံတို့မှာထေရှားဧကံပုံမီနေလာတောက်ပါလိမ့်မယ်ဖြစ်ပါတယ်တရားတစ်ပါးသောမင်းများလည်းထိုမင်းကိုလေးစားဥခိုက်ကြလိမ့်မယ်လို့ရှောက်ထားရာအနွယ်ထားမင်းလန်းအားရတဲ့အတွက်နဝရလက်စွပ်ကိုပျောဟိတ်ကိုထပ်မံပြီးတော့ချီးမြှင့်လေတော့ပါတယ်ပရိသတ်များရှင်ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုစနေသက်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like နဲ့ share လေးလုပ်သားပေးဖို့အတွက်မမေ့ကြပါနဲ့ရှင်။နောက်ဆက်ရပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပိတ်တင်ရှိပါရစေ။